Xiaomi Pad 8လေးကိုအမောက်ဆေးလုပ်တဲ့ reaction လေးပဲဖြစ်ပါရှင်ပထမအဆုံးကတော့အဲ့ရဓာတ်လေးနဲ့ဒီအိမ်မမပြောတဲ့အတိုင်းအဲ့နေရာလေးတွေကိုဖြတ်ပေးလိုက်ပါရှင်ရပြီသမီးအဲ့ဒါဖလာစားလေးခေါ်လို့စစ်ပူလေးခေါ် တော့အခုကဒီဓာတ်လေးနဲ့ဖြတ်ပြီးလို့ဆွဲခွာနေတာပဲဖြစ်ပါတယ်အဲ့ဒီဟာကတော့အပြင်မှာ plastic လေးပါပါရှင် ဟုတ်တယ်ညီမဟုတ်ကဲ့မှားလိုက်အောင်ဒီဟာကတော့ယဒီရဲ့ဟာလေးပေါ့ယဒီရဲ့ tablet လေးကိုယဒီအဖုံးလေးကိုဖွင့်ပါမယ်ရှင်အဲ့မှာပေါ့နော်ယဒီလုံးဝအဲ့ဒီဟာကို unboxing လုပ်တာကဒီခုမှပထမဆုံးတစ်ခေါက်ပေါ့နော်ဒီမင်းနဲ့ပြင်းနဲ့ဝဲလာကြတာပေါ့နော်အဲ့တော့ဒီကတိတ်ပြီး unboxing မလုပ်ဖြစ်ဘူးအဲ့တော့အမှလွယ်နေတာပေါ့နော်အဲ့ဒါလည်းဘေးကမမတော့ပြပေးပေါ့နော်အဲ့မှာဒီရဲ့ tablet လေးကိုဒီဖွင့်ကြည့်ပါရှင်အဲ့မှာကအဲ့ရ plastic လေးကိုအထက်ကနေပြီးဆွဲထုတ်တာပေါ့နော်အဲ့မှာဒီလဲလေးပါသေးတယ်ရပါပြီရှင်ဒီဟာကတော့ ED ရဲ့ Xiaomi Pad 8အမဲရောင်လေးပဲဖြစ်ပါရှင်